Manchester United ပြည်သက်တွေဟာပွဲစားကြီး Bruno Fernandes ကြောင့် Chelsea ကျယ်ဝန်းပါမှာသူတို့အသင်းကိုရောက်လာမယ်လို့မျှော်လင့်တကြီးဖြစ်နေကြပါတယ်။စနေနေ့တုန်းက Wolves ကို3-2နဲ့အနိုင်ရတဲ့ Premier League ပွဲမှာပါမာဟာပထမပိုင်း38မိနစ်အတွင်းမှာပဲ hat-trick သွင်းခဲ့ပြီးအရင်ကလည်း Everton, Brighton တို့နဲ့ပွဲတွေမှာပထမပိုင်းပွဲကစားချိန်တွင် hat-trick သွင်းယူခဲ့ပူးပါတယ်။အဲဒါကြောင့်ပါမာဟာပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်ပထမပိုင်းပွဲကစားချိန်တွင်3ပွဲအထိ hat-trick သွင်းနိုင်တဲ့ပထမဆုံးကစားသမားအဖြစ်သမိုင်းဝင်စံချိန်ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ Wolves နဲ့ပွဲပြီးမှာပါမာကသူ့ရဲ့ Instagram မှာကိုသွင်းပြီးအောင်မခံနေတဲ့ဓာတ်ပုံနဲ့အတူ Just Enjoy လို့ post တင်ခဲ့ချိန်မှာ Bruno Fernandes ကလက်ခုပ်တီးနေတဲ့ emoji နဲ့ What a player ဆိုပြီးတော့ comment ရေးသားခဲ့တာဖြစ်ပါတယ်။ Bruno Fernandes ရဲ့ comment ကို3နာရီလောက်အတွင်းမှာပဲ like လုပ်သူ9000ကျော်ထိရှိခဲ့ပြီးအဲ့ဒီ comment အောက်မှာ Chelsea ပြည်သက်တွေနဲ့ United ပြည်သက်တွေပွဲဖြစ်နေကြပါတယ်။ United ပြည်သက်တွေကတော့ပါမာကို Old Trafford စီရောက်အောင် Bruno Fernandes က agent ဖြစ်သိမ်းသွင်းနေတယ်ဆိုပြီးချီးကျူးခဲ့ပါတယ်။အသက်23နှစ်အရွယ်ရှိပြီဖြစ်သူပါမာဟာ Chelsea မှာမပျော်ရွှင်တော့တာကြောင့် Manchester ကိုပြန်ဖို့ဆန္ဒရှိနေပြီးငယ်ငယ်ကတည်းကအားပေးခဲ့ရတဲ့ United ကိုပြောင်းရွှေ့ဖို့နှီးစပ်နေပြီဆိုတဲ့သတင်းတွေပြီးခဲ့တဲ့ဇန်နဝါရီပြောင်းရွှေ့ကာလတွင်ကြဲကြဲလောင်ထွက်ပေါ်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီသတင်းတွေကို Rosinia ကညှင်းဆန်ပေးချခဲ့သလိုပါမာကိုတိုင်ကလည်းကောလာဟာလာသတင်းတွေကိုဂူးဆန်နေမှာမဟုတ်ပဲ Chelsea အသင်းမှာပျော်ရွှင်နေတယ်လို့ပြက်ပြက်သားသားတုံ့ပြန်ခဲ့ပါတယ်။